guys, welcome back to my channel. ဒီနေ့ရဲ့ဟင်းလျာလေးကတော့ဘောလုံးသီးရဲ့စားတော့ဟင်းလေးပဲဖြစ်ပါတယ်။အချိန်လည်းအရင်မပြရပဲနဲ့အရင်စားကောင်းတဲ့ဟင်းလျာလေးမို့လို့လက်စားကြည့်ကြပါနော်။အရင်ဆုံးကျွတ်သွန်ဖြူကျွတ်သွန်နီအရောင်တင်မုတ်ကိုရောထောင်းထားမယ်။နောက်ပြီးတော့ပစုံလေးတွေကိုနှုတ်ဆင်းပြီးတော့အရသာပုံလေးနဲ့ထားပါမယ်။ဘောလုံးသီးတွေကအစီတွေကိုလည်းအခုလိုမျိုးလေးထုတ်ထားလို့ရပါတယ်။ကဲပြင်ဆင်မှုပြီးပြီဆိုရင်တော့နှုတ်ဆင်းလာတဲ့ပစုံလေးတွေကိုအစားသွတ်ပါမယ်။ပြင်ဆင်မှုတွေအားလုံးပြီးသွားပြီဆိုရင်တော့ဆက်ချက်လို့ရပါပြီ။ထုံးစံတိုင်းပဲစီသက်ပါမယ်။စီသက်ပြီးတော့ကျွတ်တုံလေးနဲ့မွေးလာပြီဆိုရင်သွတ်ထားတဲ့ဘောလုံးသီးလေးတွေကိုထည့်လိုက်ပါမယ်။ခဏလောက်နှောက်မှီပြီးရေလေးနဲ့ငယ်ထည့်ပါမယ်။ရှင်းထည့်ထားပြီဆိုရင်တော့3မိနစ်ခန့်တင်ပါမယ်။3မိနစ်စောင့်ရမယ့်အချိန်လေးမှာအပြင်ထွက်ပြီးတော့လေကောင်းလေးတန်လေးတောက်ရှုပါမယ်။3မိနစ်ခန့်စောင့်ပြီးဆိုရင်တော့ကြက်သားမှုလေးထည့်ပါမယ်။ဘောလုံးလေးအစားတော့ဟင်းလေးကိုအားလုံးပဲ try ကြည့်ကြပါနော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် See you in my next video. Bye guys.